online မှာဟောကြားတော့ရှင်ဒေဝဒတ်ကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်းသုံးမျိုးတရားဒေသနာတော်မြတ်သောအဖြစ်ရှင်ဒေဝဒတ်နဲ့ပတ်သက်ပြီးအဆိုးတွေကြီးပဲပြောကြတယ်ဗျာရှင်ဒေဝဒတ်မှာလည်းပဲကောင်းတဲ့အချက်တွေရှိတယ်ပေါ့သူအတကယ်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်ကြီးလည်းပြောလို့မရဘူးသူဘာဖြစ်လို့ရဲကိုကြာသွားတယ်လေဘာကြောင့်ဒုက္ခရောက်တယ်လဲဆိုတာအကြောင်းရှိတယ်နော်အကြောင်းရှိတယ်ဒါကြောင့်မို့ရှင်ဒေဝဒတ်ကိုရဲသို့ပို့ဆောင်ပေးသည့်အကြောင်းပုံမျိုးအဲ့ဒါကိုမသအေးထားလို့ရှင်ဒေဝဒတ်ဟာဘုရားနဲ့ဤကိုတော်တယ်ဆိုတာအလုံးသိရှင်းတော်တရားရဲ့မောင်အရင်ဖြစ်တယ်ဆိုတာလည်းသိကြမယ်ရှင်ဒေဝရရဲ့ဖခမီးတော်ကသုပ္ပဗုဒ္ဓမေရောမာယာရဲ့မြတ်စွာဘုရားရဲ့မေရောမာယာရဲ့မောင်တူဖြစ်တယ်ဆွေတဲ့မျိုးတွေကပဲရသောတရာနဲ့ဗုဒ္ဓတို့ကမောင်နှမဝံကွယ်အဖေနဲ့အမေနဲ့ရသောတရားအဖေနဲ့ဗုဒ္ဓရဲ့အမေနဲ့မောင်နှမအရင်အဲ့ဒါတို့ကနေပြီးတော့ရှင်ဒေဝရနဲ့ရသောတရားတို့ကိုမွေးဖွားခဲ့တာဖြစ်တယ်အဲ့တော့ဗုဒ္ဓဆိုတဲ့အိန္ဒိယနိုင်ငံရိုက်တဲ့ဇာတ်ကားတွေပါတော့ဒေဝရနဲ့ဖယားတဲ့ကအမှန်တော်ဆက်တဲ့ရသောရရဲ့မောင်လို့မဆိုဘူးသူစကြောင်းကတမျိုးဖြစ်နေတယ်သို့တော့ပိဋကစာပေမှာအဲ့လိုမဆိုဘူးပိဋကစာပေမှာရသောရရဲ့မောင်အရင်ရသောတရာကမြတ်စွာဘုရားနဲ့ဖွားပဲ့တော်လို့ဆိုတော့မြတ်စွာဘုရားနဲ့တနေ့တည်းမွေးကြတာဖြစ်တော့ဒေဝဒတ်ကမြတ်စွာဘုရားနဲ့တော့မကြည့်ဘူးရသောရရဲ့မောင်ဖြစ်တော့တယ်အဲ့တော့ရသောတရာကအကြီးဒေဝဒတ္တကအငယ်လို့ဒီလိုမှတ်လို့ရတယ်ပေါ့သို့တော့စာရဲပေးတယ်မှာဘယ်သူကအကြီးဘယ်သူကအငယ်လို့ပြောထားတာတော့မရှိဘူးဘာလို့မရှိတာတော့ဆိုရင်ပိဋကစာပေကိုထိတ်သိမ်းတဲ့အခါမှာဇလံဇက်ွက်တွေကိုအဓိကထားပြီးထိတ်သိမ်းတာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုအဓိကထားတာဖြစ်တယ်။ဒါကြောင့်မို့ဇလံဇက်ွက်တွေကိုအဓိကထားလေးမရှိဘူးပေါ့။အဲ့တော့မြတ်စွာဘုရားတဲ့ငယ်တဲ့အတိုင်းတာတော့ရှိတယ်။ဒီဝရကငယ်တာဖြစ်မယ်။ရှင်အနတ္တတောင်မှပဲပွေနေလို့ပြောတာဖွာပဲတော်လို့ပြောတာဟာတချို့ကျန်တာပြောတာတချို့ကျန်ကြတော့ဖွာပဲတော်မဟုတ်ဘူးထောက်ထားကြည့်မယ်ဆိုလို့ရှိရင်လည်းရှင်ဒေဝဒဟာမြတ်စွာဘုရားရဲ့ငယ်တဲ့အနေထားရှိတယ်ဘာလို့လဲဆိုဘုရားကိုပြုစုတာဆိုတော့ရွယ်တူခြင်းကတော့ပြုစုမှာမဟုတ်ဘူးငယ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့များတယ်ပေါ့နော်ငယ်တဲ့ရွယ်ဖြစ်ဖို့များတယ်အဘောကယဆန်ရွှေကံဆိုတဲ့သင်္ကိတလောက်ထားတဲ့မြတ်စွာဘုရားရဲ့ဖွာပဲ့တော်အာဆိုတာကိုရှင်အနတ္တလို့ပြောကြတယ်သို့တော့ဗုဒ္ဓရဲ့ကြမှာကြတော့အာရောဟဏိယဟတ္ထိဘုရားအလောင်းစီးတဲ့ဆင်ကိုဖွာပဲ့တော်လို့ပြောတယ်ရှင်အနတ္တကိုပြောတာမဟုတ်ဘူးအဲ့ဒါဘောကဘောဒီပင်ကာကကာလုဒာယီယာကယသောတရာဆံကမောင်ဆန္နအမရွှေကရွှေအိုးကြီးလေးလုံးနဲ့ကံကကန္တကမြင်စီတော့မြင်အဲ့ဒါမြတ်စွာဘုရားရဲ့ဖွာပဲ့တော်လေးတို့ဆိုလို့တယ်ပေါ့ဘုရားနဲ့တနေ့တစ်ချိန်နဲ့မှမွေးဖွာလာကြတဲ့ပုဂ္ဂိုလ်တွေတို့အဲ့ဒါပဲဘောဓိပင်ရဲ့ရွှေအိုးရဲ့ဒါတော့တ
မဲ့ကျန်လာတဲ့အသက်ရှိအဲ့တော့ယသောတရာကဖွာဘက်တော်ဆိုတော့ဒီဝတ္တတာကယသောတရာတဲ့အကြည့်မဖြစ်နိုင်ဘူးအငယ်ပဲဖြစ်နိုင်တယ်နောက်တစ်ခုထောက်တာတရားကရှင်ဒီဝတ္တတာဟာဘယ်ချိန်လောက်မှသင်္ကန်းဝလာတယ်လဲလို့တွေ့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားတောထွက်ပြီးတော့သိကြအောင်ဖျားဖြစ်ပြီးပထမဆုံးကပိလဝကိုရောက်လာတဲ့အချိန်ပထမဆုံးကပိလဝရောက်တယ်ဆိုတာမြတ်စွာဘုရားက35နှစ်မှာဖျားဖြစ်တာနော်35နှစ်မှာဖျားဖြစ်တာဖျားဖြစ်ပြီးနောက်36နှစ်38နှစ်အဲ့ပိုင်းလောက်မှာမြတ်စွာဘုရားကပိလဝကြွတာပထမဆုံးအဲ့ဒီဖျားကပိလဝကြွပြီးတဲ့နောက်မှာရှင်အနန္ဒာတို့ရှင်နုရုဒ္ဓတို့ရှင်ဒေဝတ္တတို့ကဖျားနောက်လိုက်ပြီးသင်္ကန်းဝကြတာဖြစ်တယ်ပေါ့သူတို့စောတယ်ပေါ့နော်ဆိုလိုတာကဖျားအသက်30ကျော်လေးပါပဲသူတို့နောက်ကလိုက်ပြီးသင်္ကန်းဝကြတယ်ဆိုတော့ဖျားတဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာသူတို့က30ပတ်ဝန်းကျင်သို့မဟုတ်20ကျော်တွေလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ရှင်ဒေဝဒရဲ့မေတော်ကဘာလို့လဲလို့ဆိုလို့ရှိရင်မဟိတိကောကောတိပုတ္တောမဟာနုဘောကောတိပုတ္တောကောတိပုတ္တာဆိုကောတာဆိုတဲ့တာဂေဝေမင်းသမီးကရှင်ဒေဝဒရဲ့မေတော်ဖြစ်လာတယ်တော့ဒါသူရဲ့နာမည်ရသောတရာကိုလည်းကောရီလို့ခေါ်တဲ့အခါနော်အဲ့တော့ရှင်ဒေဝဒရဲ့မေတော်ကလည်းကောတိတောင်းချိုင်တဲ့ကောတိပုတ္တောရှင်သာရိပုတ္တရာကရှင်ဒေဝဒတကူကြည်ရတဲ့ပတ်သက်ပြီးမဟိတိကောတိပုတ္တောအမိနာမည်နဲ့ပြောတာကောတိပုတ္တရှင်သာရိပုတ္တရာကျတော့သာရိပုတ္တသာရိရဲ့သာရောနော်သာရိပုတ္တမရဲ့သာရောဒါကြတော့ခောဒီဆိုတဲ့တာဂိဝေမင်းရဲ့မင်းသမီးရဲ့သာရောအဲ့ဒီတိပဲအမိနာမည်နဲ့ခေါ်ကြတာရှင်သာရိပုတ္တရာကတစ်ချိန်တော့ရှင်ဒေဝဒကိုချီးမွမ်းပြောဆိုခဲ့တယ်မဟိတိကောတိပုတ္တောကောဒီရဲ့သာရောဖြစ်တဲ့ရှင်ဒေဝဒဟာကြီးမားသောတကုရှိပါပေတယ်မဟာနုဘောကောတိပုတ္တောအစွမ်းအစာကြီးမားပါပေတယ်လို့ချီးမွမ်းပြောဆိုခဲ့တာရှိတယ်အဲ့ချိန်တော့ဒါကောင်းနေတဲ့အချိန်ပဲနော်သူကပုထုဇဉ်ဘဝနဲ့တကုဣရိပတ်တွေရထားတာဟုတ်အဲ့တော့ရှင်ဒေဝရကဝလာတော့အကောင်းအမှန်ရှင်အနန္ဒာတို့လိုပဲမြတ်စွာဘုရားဘဝဆန့်ကျင်မဲ့လုပ်တဲ့ရှိဘူးအဲ့တော့ဗုဒ္ဓဆိုတဲ့ရုပ်ရှင်တွေကရိုက်ထားတဲ့အချက်လက်တွေနဲ့တော့ကွဲလွဲတယ်ပေါ့ဒါပိဋကတ်စာပေမှာဆိုတာနဲ့မတူဘူးပေါ့နော်ဟုတ်ပြီရှင်ဒေဝတတ္တဒေဝတတ္တနတ်ပေးတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်ဗျမတတ္တဗျမကပေးတာဒေဝတတ္တတက်ကပေးတာအဲ့ဒီခေတ်ကမဲ့နေကြနာမည်လေးပေါ့ပါရဏတိအုပ်ဆိုတဲ့ဗျမတ္တဆိုတာဗျမတတ္တဗျမကပေးတာလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါကိုပဲဒေဝတတ္တဟုတ်ဒေဝတ္တလို့ဒီလိုခေါ်တာသာသနာဘောဝင်လာတဲ့အခါမှာပထမတဝါတွင်မှာပဲရှင်ဒေဝတတ္တဟာသမထကျင့်တဲ့ကိုအောင်မြင်ပြီးတော့တကုဣရိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်တွေလည်းရတယ်သို့တော့ပုထုဇဉ်ဘဝနဲ့ရတာဖြစ်တယ်အရိယာတော့မဖြစ်ဘူးသေးဘူးသမထကျင့်စဉ်ကျင့်သည့်အတွက်ကြောင့်တကုဣရိပတ်တွေနဲ့ပြည့်စုံတယ်တကုဖန်ဆင်းနိုင်တယ်အဘိညာဉ်၅ပါးရအဘိညာဉ်တွေရတယ်ပေါ့အတဝခယအဘိညာဉ်တော့မရဘူးယန္တာဖြစ်မှအတဝခယအဘိညာဉ်ရတာပုတိအားဆိုတဲ့ပဲပုဗ္ဗေနိဝါဒတို့ဒိဗ္ဗစက္ခုတို့ရတယ်အတဝခယမရဘူးလို့ပြောအောင်အဲ့ဒါလို့တကုအဘိညာဉ်တွေရလို့တကုဖန်ဆင်းနိုင်တယ်ဆိုရင်တတိရှိတယ်သ
သာသနာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တို့ဖြစ်တယ်သူရဲ့အစွမ်းအစားတွေနဲ့အဲ့ဒါလို့စိတ်ကောင်းနှလုံးကောင်းရှိပြီးတကူအဲ့ဒီဘက်တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဖဲအကြောင်းတရားတွေကကြရဲရောက်အောင်ပို့လိုက်တယ်လေဒါတတိထားဖို့လိုတယ်ပေါ့တို့ဆိုရင်ဒေဝတာဟာလူဆိုကြီးပဲလို့လူဆိုမှုကြရဲကြတယ်လို့ဒီလိုမဟုတ်ဘူးနော်ကိုယ်တဏ္ဍမှာလည်းပဲအဲ့ဒီတရားစိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ကိုယ်လည်းပဲအဲ့ဒီလမ်းရောက်မှာပဲအဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်ဒီသုတ်တန်ကိုလည်းပဲဒေဝတတသုတ်တန်လို့ခေါ်တယ်ရှင်ဒေဝရအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောတာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ဒီသုတ်တန်တွေကဒီရှင်ဒေဝတတကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်း၃မျိုးအဲ့ဒီမဲ့ဖယားကိုသွေးစစ်တေအောင်လုပ်တဲ့အနတ္တရိယကံလောဟိတပါရကကံကြောင့်မဟုတ်ဘူးအဲ့ဒါကိုဒီကမထပြောဘူးဖယားတန်ခါပိရကကံကံကြီးထိုက်လို့မဟုတ်ဘူးမဟုတ်ဘူးဆိုတာအဲ့ဒီကံကြီးထိုက်အောင်လုပ်တာရဲ့အကြောင်းတရားကံကြီးထိုက်အောင်လုပ်တာကအကျိုးဖြစ်တယ်အဲ့ဒီကံကြီးထိုက်အောင်လုပ်တာဟာဘာကြောင့်လုပ်တာလဲအဲ့ဒီလုပ်တဲ့အကြောင်းတရားအဓိကကြားတာပေါ့နော်သူရဲ့ယဉ်ထဲမှာဖြစ်ပေါ်တဲ့တရားကပို့ပြီးတော့အဓိကကြားတယ်မြတ်စွာဘုရားကိုသိကြောင်ကြံ့တယ်နော်လောဟိတပါရကကံထိုက်တယ်တန်ခါးတွေသင်ခွဲတယ်တန်ခါးပိရကကံထိုက်တယ်အဲ့ဒါတွေကြောင့်ငရဲကြတယ်လို့တော့တမ္မာအဖြစ်ဒီပြစ်မှုတွေကိုဆွဲကြတယ်မြတ်စွာဘုရားကအဲ့ဒီပြစ်မှုတွေကြောင့်လို့မဟုတ်ဘူးစဉ်းစားကြည့်အဲ့ဒီပြစ်မှုတွေကိုဘာကြောင့်သူကျူးလွန်တယ်လဲဆိုတာအဓိကကြားတယ်ပြစ်မှုကျူးလွန်စေတဲ့အကြောင်းတရား၃ပါးသူကျူးလွန်တာမဟုတ်ဘူးကြားထဲမှာယဉ်ထဲမှာဖြစ်တဲ့အကြောင်းတရား၃ခုရှိတယ်အဲ့ဒါကအရင်ကြားတယ်လို့ဆိုလို့တယ်ပေါ့နော်လူတယောက်ဟာဆိုးတာဘာကြောင့်ဆိုးရတယ်လဲဆိုးခြင်းအကြောင်းအားရှိသေးတယ်လေဒီလူကဘာကြောင့်တခိုးဖြစ်တယ်လဲဒီလူကဘာကြောင့်ဓမြဖြစ်သွားတယ်လဲဆိုတာအဲ့ဒီအကြောင်းကပို့ရေးချီတယ်ဓမြဖြစ်လို့တခိုးဖြစ်လို့ဆိုတဲ့ဟာကလူသိတယ်ခုနကဓမြဘဝရောက်သွားအောင်တခိုးဘဝရောက်သွားအောင်ဘာကြောင့်သူရောက်သွားတယ်လေအဲ့ဒါကပို့ရေးချီတယ်ပေါ့နော်ဒါလူတိုင်းနဲ့သက်ဆိုင်တယ်ပေါ့လူတိုင်းနဲ့သက်ဆိုင်တော့လူတိုင်းဟာတတိထားတဲ့အချက်တွေပေါ့နော်အဲ့တော့ဒေဝတတဟာဆိုအသက်30လောက်ကဝလာမြတ်စွာဘုရားသက်တော်82နှစ်လောက်ရောက်တဲ့အခါကျမှဘုရားဥစ္စာကျင်လာ82နှစ်လောက်ဘာလို့လဲဆိုတော့မြတ်စွာဘုရားစီသွားပြီးတော့တောင်းဆိုတဲ့အခါစေနောတာနိဗန္တိဘဂဝါမြတ်စွာဘုရားအခုတက်တော့ကြီးပြီအသက်ကြီးပြီသူ့ကိုယဟန်တန်ဃာတွေကိုလွှဲအပ်ပါသူအုပ်ချုပ်ပါမယ်လို့ဆိုတော့အဲ့မှာဘုရားအသက်ကြီးပြီလို့ပြောတာပဲရွယ်တော့ဆိုအသက်80ကျော်တာအဇတတနန္တတာမြတ်စွာဘုရားပြိဋိဘမဆန်ခင်8နှစ်အလိုဆိုတော့မြတ်စွာဘုရားတက်တော့82နှစ်လို့တွက်လို့ရတယ်ပေါ့အဲ့ဒီအချိန်မှာရှင်ဘုရားအသက်ကြီးပြီတန်ဃာတွေအုပ်ချုပ်ဖို့သူ့ကိုတောင်းပေးပါအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုဆုံးမလိုက်တယ်ဆုံးမလိုက်တဲ့စကားကသူမခံနိုင်လောက်အောင်ပြောတဲ့စကားဖြစ်သွားတယ်။ဘာကြောင့်ဒါပြောတာတော့လို့ဆိုတော့မြတ်စွာဘုရားမှာတော့အကြောင်းရှိတယ်။မြတ်စွာဘုရားဘာကြောင့်အဲ့ဒီလိုစကားပြောတာလဲလို့ဆိုလို့ရှိရင်ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုရှိလို့ပြောတာဆိုပါစို့မာခန္ဒီမိသားစုနဲ့ဆုံတွေ့တော့ကတခြားစကားနဲ့ပြောရင်ပြောလို့ရတာပဲအဲ့လိုမပြောဘဲနဲ့ကိပိဝိတံမုဒ္ဒကရိတံပုံနာပါရပိနံတဖုတိတောနာအိစေကျင်ကြီးကျင့်ငယ်နဲ့ပြည့်နေတဲ့မင်းသမီးမာခန္ဒီကိုခြေတော်တဲ့တောင်မထိချင်ဘူးလို့ဆိုတော့အဲ့ဒါတော့မှုချိုးပြချိုးပြောတယ်ဆိုပြီးတော့ကြားတဲ့ပုဂ္ဂိုလ်မခံနိုင်ဘူးနေတာရသော်ဘုရားကအဲ့ဒီလိုစကားမျိုးပြောလာလို့ဆို
မှန်တယ်အကျိုးရှိတယ်ဆိုရင်သူကြိုက်ပြောတယ်ဖေအဲ့ဒါပြောကြသူကတော့ဆိုတဲ့ကောင်းသောစကားကိုဆိုတော်မူတတ်သောဆိုတဲ့မြတ်စွာဘုရားကုံတော်တယ်မှာနော်မှန်နဲ့မှန်ရမယ်အကျိုးလည်းရှိမယ်သူများကြိုက်ရင်လည်းပြောမယ်မကြိုက်ရင်လည်းပြောတယ်ဒီနှစ်ခုမကြိုက်လို့ပြောသည့်အတွက်ကြောင့်လို့ဆိုနိုင်တယ်ပေါ့မြတ်စွာဘုရားရန်လောက်ခံရတယ်တော့ရန်လောက်ခံရတာကိုထက်မတွက်ဘူးဒီလိုပြောလိုက်မှအကျွတ်တရားရမယ်ပုဂ္ဂိုလ်ပဲကြည့်တယ်ရန်လောက်ပဲပုဂ္ဂိုလ်သိမကြည့်ဘူးမြတ်စွာဘုရားဖះပွင့်လာတာကကိုယ်ကတတ္တဝါတွေအမှန်သိဖို့အတွက်ပေါ်လာတာအဲ့တော့အမှန်သိမဲ့အသိဉာဏ်ဖြစ်ပေါ်လာမှာကိုဥစားပေးလိုက်တယ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မှသူ့အမေနဲ့သူ့ဖေကကျွတ်သွားတာတရားတို့ရသွားတာမာဂန္ဒီအမေနဲ့ပဲမာဂန္ဒီပုံနာကြီးနဲ့ပုံနေပါတွေအကျွတ်တရားရတာသို့တော့အဲ့ဒီစကားတစ်လုံးကမာဂန္ဒီကိုဖះကိုရန်လို့အောင်ပြောလိုက်တဲ့စကားပြောဖြစ်သွားတယ်မာဂန္ဒီကတော့ရညှို့ဖွဲ့သွားတယ်သမီးမာဂန္ဒီကရညှို့ဖွဲ့တယ်အဖေမာဂန္ဒီအမေမာဂန္ဒီသူတို့အကျွတ်တရားရသွားတယ်အဲ့ဒီအကျွတ်တရားရမယ်ဟာကိုအကြောင်းပြုပြီးမြတ်စွာဘုရားပြောတယ်လို့ဒီလိုပဲနော်အဲ့လိုဆိုလို့တော့အဲ့တော့ဒီမှာလည်းပဲထေဝဒတ်ကိုမြတ်စွာဘုရားပြောလိုက်တဲ့စကားဟာဆုံးမတဲ့စကားလည်းဖြစ်တယ်ဘယ်လိုဒီအောင်ပြောတော့ဆိုရင်သူများထွေးတဲ့တွေကိုမမျိုးချင်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်ကိုယ်စမ်းစာနဲ့ကိုခေါင်းဆောင်လုပ်မယ်စားသူများထွေးတဲ့တွေကိုဘာလို့ပြောရတာလဲဆိုတဲ့အဓိပ္ပာယ်ပြောတာအဲ့တော့ဒီဝဒကနာကြည့်သွားတယ်အဲ့ဒါလေပြောရင်တော့ဖះကိုမကြည်ညိုတဲ့လူကတော့ပြောမှာပေါ့အပြောမတတ်လို့ဒုက္ခရောက်တယ်လို့သို့တော်မြတ်စွာဘုရားမှာအကြောင်းရှိပြောတာထေဝဒတ်ကိုဒီလိုပြောလိုက်မှနောင်တရတဲ့အခါမှာမြတ်စွာဘုရားရဲ့မေတ္တာကိုသူသိသွားမှာဘာလို့လဲဆိုတော့လူဆိုတာတော်ခက်တယ်နော်ဒီဗမာပြည်မှာနေမယ်ဆရာတပည့်ရှိကြတယ်ဆရာတပည့်ရှိကြတယ်ငယ်တော့ကဆရာကိုကြောက်ရတယ်ဆရာကရိုက်နဲ့တင်ဆုံးပါတာကြီးပွားလာတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျတော့ဆရာကပရိုက်ပဲနဲ့မွေးလာတဲ့တပည့်နဲ့ဆရာကရိုက်ပြီးတော့ပညာသင်ပေးတဲ့တပည့်အဲ့ဒီနှစ်ဦးဟာထူးခြားလာတဲ့အခါအသက်ကြီးသူကဆရာကျေးဇူးကိုသိလာတော့ပြန်ပြောကြတယ်ဘယ်လိုပြောတော့ဆိုငယ်စဉ်ကဆရာကမရိုက်ဖက်နဲ့အလိုလိုက်ထားတဲ့တပည့်ကငါကိုဆရာသမားကအလိုလိုက်လို့ငါဟာပညာမတတ်တာနှုတ်ဖို့ဆိုရင်ငါပညာတတ်မယ်အပြစ်တင်တာပြောတာနောက်တချို့ကျတော့ဆရာကငါကိုရိုက်ထားတယ်လို့ထိတဲ့ရိုက်ရင်ထိတဲ့ငါတတ်မယ်လို့ထင်ကြတယ်အဲ့လိုပြောတာလူဆိုတာကိုယ့်ကိုပြစ်မတင်ဘူးကျန်တဲ့လူပဲပြစ်တယ်ဒါထုံးစံအမေကငါလိုက်လို့ငါဒုက္ခရောက်တယ်လို့ပြောတာပဲသားသမီးကလည်းစိုးမိုက်ပြီဆိုရင်အမေကလိုလိုက်လို့ငါဒုက္ခရောက်တာလိမ္မာလို့ရှိရင်အမေဆုံးမလို့သိမပြောဘူးကိုတော့လူတွေကပြစ်သိမ့်တယ်သူများကိုတော့အပြစ်တင်တယ်တခုချွေရင်လို့တင်တယ်ဒါကြောင့်မြတ်စွာဘုရားကထေဝဒတ်နောင်တရလာတဲ့အခါမှာငါ့ကိုမလောက်သားလောက်အောင်ဒီလိုဆုံးမခဲ့တာပဲဆိုတာကိုမရစေတဲ့ဘောရှိလောက်ပေါ့နော်ဒါတွေ့ကြည့်ရတာပေါ့အဲ့တော့မြတ်စွာဘုရားအပေါ်မှာငကိုကလည်းတန်တရားကပါလာတယ်အမုန်းစိတ်ကလည်းရှိတယ်ပေါ့ခုလို့ပြောလိုက်တဲ့အခါပုံမုန်းသွားတယ်ပေါ့နော်ဒါတော့တခြားနေ့ဒီတိုင်းနေ့လည်းမုန်းမှာပဲဒီသူကမုန်းစိတ်ကရှိတာသို့တော့အသက်အရွယ်ငယ်တော့ကတလောင်မဟုတ်ပဲနဲ့ကြီးလာတဲ့အခါမှာ
ဘာကြောင့်ဒီလိုအမုန်းစိတ်တွေပေါ်လာတယ်လဲဆိုပလာတလို့ဆိုတဲ့တရားအဲ့ဒီတရားတစ်ခုကအမှန်တမ်းဆိုတယ်ပလာတဆိုတာဘုံတုကိုပြိုင်လှုပ်ထားပြောတာနော်ငါလည်းတူတူပဲသူလည်းတူတူပဲဆိုရယ်ကိုယ်နဲ့သူနဲ့နှိုင်းရှင်ပြီးတော့တူတယ်လို့သတ်မှတ်တယ်ဥပမာမဲ့ဘုန်းကြီးတွေနဲ့ပြောမယ်ဆိုရင်သူလည်းဓမ္မစရိယကိုဆရာကဓမ္မစရိယအောင်တယ်တပည့်ကလည်းဓမ္မစရိယအောင်တယ်ငါလည်းဓမ္မစရိယအောင်တယ်ဆရာလည်းဓမ္မစရိယအောင်တယ်ဘာထူးလဲတူတူပဲလောကီဝဲဆိုရင်ဆရာလည်းပြီးငါလည်းပြီးဆရာကလည်းမဟာဝိဇ္ဇာငါလည်းမဟာဝိဇ္ဇာဆရာကလည်း PhD ငါလည်း PhD တူတယ်လို့နှိုင်းရှင်တာတချို့ကျတော့သားတဲ့တောင်းထင်လိုက်သေးတယ်နော်အဲ့ဒါကိုပလာတာလို့ခေါ်တယ်ရှင်ဒေဝဒတ်ကိုနှိမ့်ဆက်သွားတာအဲ့ဒါလည်းပါတယ်အဲ့ဒါပါတယ်သူကတကူရီကြီးတဲ့အခါကျတော့သူတကူအစွမ်းစားတွေကိုသူကြည့်ပြီးဖခင်ကလည်းတာကိုရင်မျိုးပဲငါလည်းတာကိုရင်မျိုးပဲသူလည်းမင်းမျိုးပဲငါလည်းမင်းမျိုးပဲသူလည်းယဟန်ပဲငါလည်းယဟန်ပဲသူလည်းတကူရှင်ပဲငါလည်းတကူရှင်ပဲဟောနိုင်ရှင်လာတယ်အဲ့တော့သူလုံနိုင်ရင်ငါလည်းလုံနိုင်ရမယ်ပေါ့အဲ့ဒီသူစိတ်ထဲမှာလောက်လာတာဟာပြဿနာတစ်ခုပဲနော်ပြဿနာတစ်ခုအဲ့တော့ရှင်ဒေဝရဟာပုံမှန်အနေထားတော့ငါသူတရားဓမ္မတွေကျင့်ပြီးတော့တကူအေဒီဘတ်တွေနဲ့ပြည့်စုံပြီးနေရာကနေပြီးတော့ဘာဖြစ်လို့စိတ်ဓာတ်တွေပြောင်းလဲပြီးဖောက်ပြန်သွားသလဲအကြောင်း၃မျိုးရှိတယ်ဒီအကြောင်း၃မျိုးကိုမြတ်စွာဘုရားဘယ်တော့မှဟောလဲဆိုရှင်ဒေဝတတဟာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လှုပ်ပြီးတော့ပြောမယ်ဆိုရင်တော့သူဟာမြတ်စွာဘုရားတတော်92 93 94 95အဲ့ဒီပတ်ဝန်းကျင်တော့ဖြစ်တာနော်ဒါခံမှန်းလို့ရတယ်ဘာလို့လဲဆိုရင်95ကျမှသူတင်ခွဲသွားတာဘုရားရှိခိုးထွက်ခွာသွားတာ92နှစ်ကျော်မှထွက်သွားတာအဲ့တော့93 94 95ဘုရားတတော်95နှစ်လောက်မှာတိဝရကသူပြန်တော့မူတာအဲ့ဒီချက်လို့ပြောအဲ့တော့သူ့တက်တော့မသိဘူးဘုရားတက်ကအဲ့လောက်ရှိမြတ်စွာဘုရားပေါ်မှာနောင်တတွေရလာသူလုတ်ခဲ့တာတွေမိုက်တာတွေနောင်တရပြီးတော့ဘုရားကိုဝန်ချတောင်းပန်မလို့လာတာဘယ်ကြမှာဖြစ်တုံးဆိုရင်သူနေမကောင်းတယ်မသာဖြစ်လာတဲ့အခါစိတ်တက်ကြလာတယ်အဲ့ဒီစိတ်တက်ကြလာတဲ့အချိန်မှာဘုရားရဲ့ခြေစွတွေကိုသိလာတယ်ငါဘယ်တော့ငါဘယ်လိုပြောခဲ့တယ်ဘယ်တော့ငါဘယ်လိုပြောတယ်ငါရဲ့အကျိုးလိုလာတယ်ငါပဲရန်လောက်တာသူကငါရန်လောက်တာမဟုတ်ဘူးငါကပဲသူ့အပြစ်တွေမျိုးပြောတယ်သူကငါအပြစ်မပြောရှာဘူးထွေးထွေးသိလာတယ်သိလာတဲ့အခါကြော့မယ်ဆိုပြီးတော့ဘုရားစီလာမှာအဲ့ဒီမှာပြည့်မြူသွားတာအဲ့တော့မြတ်စွာဘုရားတတော်82နှစ်နောက်ပိုင်း83 94 95ပတ်ဝန်းကျင်မှာဘုရားပြိဋိဘမဆန်ခင်သူရည်သေးသွားတယ်။ဘာဖြစ်လို့တော့ဆိုတော့ဗျမဇာလာတုတ်ဟောတဲ့အခါမှာတတော်85နှစ်မှာဘုရင်ဖြစ်တဲ့ဇာတတတိဘုရားဥစ္စာညမဲ့လုပ်နေတာပဲသူလဲအဲ့တော့ဒေဝဒတ်မြေမြူပြီးဆိုတော့မှသူကဘုရားစီရောက်လာတာသာမညဗလာတုတ်ဟောတာအဲ့ကြမှာသူဘုရားစီရောက်တာဘာကြောင့်သူဘုရားစီရောက်လာတော့ဆိုဒေဝဒတ်သူအာကိုတဲ့ဒေဝဒတ်မြေမြူပြီးဆိုပါသူလည်းကြောက်လာတော့လူဆိုတာအဲ့လိုပဲကြောက်စိတ်တွေဝင်လာတယ်အဲ့ဒီကြတော့မှငါလုပ်တဲ့အမှားတွေငါလည်းပဲတော့ဒုက္ခပေးမယ်ငါဆရာဒေဝဒတ်တော့ပြေပြိုသွားပြီဆိုအဲ့ဒီမှာသူတောင်းဝေရပြီဘုရားစီရောက်လာဘုရားမဆလာအမညဗလာတုတ်ခေါ်တဲ့အချိန်ကသူပထမဆုံးဘုရားစီရောက်တဲ့အချိန်ပဲပေါ့နော်
အဲ့ဒါတွေကိုထောက်ထားမယ်ဆိုရင်ရှင်ဒေဝရတ်သိဆုံးပြီးတဲ့နောက်မှာဇာတတကဘုရားစီရောက်တာဟုတ်လေနော်ဇာတတဘုရားဘုရားစီရောက်တယ်လို့ဒီလိုမှတ်ရမယ်အဲ့တော့ရှင်ဒေဝရတ်မြေမျိုးသွားတဲ့အခါမှာတည်နေအမျိုးမျိုးထွက်တယ်ရှင်ဒေဝရတ်ဒုက္ခရောက်သွားတယ်မြေမျိုးတယ်အဲ့လိုမြေမျိုးတာသိပဲနေဖျားပေါ်မှာအမြင်မကြည့်တဲ့ပုဂ္ဂိုလ်တွေကစေရွန်ကြောင့်နဲ့အလားမှာစေရွန်ကြောင့်ရဲ့ရေကန်အနိနာလေးမှာခတ္တကတအပန်းဖြေဖျားစီသွားဖို့အပန်းဖြေတဲ့အချိန်လေးထန်းစဉ်ကနေပြီးတော့ခြေတော့ရေကြီးပေါ်ချလိုက်တဲ့အချိန်မှာပြေပြိုသွားတယ်အဲ့တော့ရှင်ဒေဝရတ်ဟာအရှင်လက်လက်နဲ့ဒုက္ခရောက်ပြီးတော့ဘဝဆုံးသက်သွားတယ်ပေါ့အဲ့လိုဖြစ်ရတာဟာဘာကြောင့်လဲလို့ဖယားကိုချီးညိုတဲ့လူတွေကတော့ရှင်ဒေဝရတ်သူမကောင်းလို့သူအကုသိုလ်တွေကအကျိုးပေးတာလို့ဒီလိုပြောကြပါမယ်ဖယားကိုမချီးညိုဘဲနဲ့အပြစ်မြင်နေတဲ့ပုဂ္ဂိုလ်တွေကြဘယ်လိုပြောတော့ကောရမဖယားချိန်သေးလို့နော်ထေဝရကြီးအမြေမြုပ်ခံရတယ်ကောရမဖယားချိန်သေးလို့ဆိုအဲ့တဲ့ရင်ကိုလွှမ်းတာလောကမှာချိန်သေးခံရလို့မြေမြုပ်သွားတယ်ပေါ့အဲ့ဒီချိန်သေးတယ်ဆိုတာလေအဘိဓပလို့ခေါ်တယ်ချိန်စာတိုက်တယ်လို့ချိန်သေးတယ်လို့ဒါတွေကရှိတယ်နော်ဘာဖြစ်ပါစေညဖြစ်ပါစေနဲ့အဲ့လိုချိန်စာတိုက်တာရှိတယ်အဲ့ဒါကိုအဘိဓပလို့ခေါ်တယ်မြတ်စွာဘုရားကယဟန်နေကိုမချိန်သေးရဘူးချိန်စာမတိုက်ရဘူးဘိက္ခုနီတွေမချိန်သေးရဘူးချိန်စာမတိုက်ရဘူးလို့ဆုံးမထားတာရှိတယ်ရှေးခေတ်ကလည်းအဲ့လိုချိန်စာတိုက်ထားတယ်ရှိတယ်အဲ့တော့အဲ့လိုသတင်းဖြစ်လာတဲ့အခါမှာဘုရားကိုချီးညိုတဲ့ပုဂ္ဂိုလ်တွေကစပြီးတန်တရားဝင်လာကြတယ်ဟုတ်များဟုတ်နေမလားဖះကိုကောရမဗုဒ္ဓကိုအမြဲတမ်းရန်လုပ်တဲ့ဒေဝဒတ်ဟာမကောင်းသောသိခြင်းဖြင့်သိရတယ်ဆိုတာဒါကျိစာမိတာများဖြစ်မလားလို့တန်တရားဖြစ်လာတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားအဲ့ဒီစကားကယဟန်ဒီစီရောက်လာတော့ယဟန်ဒီရှောက်လို့မြတ်စွာဘုရားကမဟုတ်ဘူးဒေဝဒတ်ကိုငရဲသူပို့ဆောင်ပေးတာအကြောင်းသုံးမျိုးရှိတယ်ကျိတ်သာတိုက်လို့မဟုတ်ဘူးသူများကြိတ်လို့ဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုဟောတာနော်အဲ့တော့ဒါတတိထားစရာအမှန်တမ်းကောင်းတယ်ဘယ်သူမပြုတ်မိမိမှုဆိုတာကိုယ့်ရဲ့ထဲမှာဖြစ်တဲ့အဆိုးတရားတွေကကိုယ်ဆိုးတဲ့ဘဝကိုပို့ပေးလိုက်တာနော်အဆိုးတဲ့ရောက်အောင်လုပ်တာသူများလုပ်တာမဟုတ်သူများလုပ်တာနည်းနည်းပဲလုပ်လို့ရဒီဘဝသာလုပ်လို့ရတယ်နောက်ဘဝထိလိုက်လုပ်လို့မရဘူးလေဥပမာမဲ့ဒေဝဒတ်အသေးစိုးနဲ့သိတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီဘဝလုပ်ရကြအောင်အသေးစိုးနဲ့သိနိုင်တယ်ထားပါတော့ငရဲကြဖို့ဆိုတာလိုက်လုပ်လို့မရဘူးလေနော်လူတွေဟာဒီဘဝအသက်ခံရင်ခံရမယ်သို့တော့မကောင်းတဲ့ဘဝရောက်ဖို့ဆိုတာဒီလူကလုပ်လို့မရဘူးလေအဲ့တော့သူများလှုပ်လို့ဆိုတာကြတော့တဘွားပဲဖြစ်နိုင်တယ်အများကြီးပဲဖြစ်နိုင်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာဒါအကြောင်း၃မျိုးဟောထားတယ်တိဟိဘိက္ခွေအတ္တဓမ္မေဟိမြတ်စွာဘုရားကအတ္တဓမ္မဘသူတော်တရားလို့နော်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်လေဖြစ်တာရှိတဲ့အကြောင်းတရားအတ္တဓမ္မတတ္တမဆိုတာသူတော်ကောင်းတရားအတ္တဓမ္မဆိုတာဘသူကောင်းဘသူတော်တို့ရဲ့တရားစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့ယင်နဲ့မှဖြစ်တတ်တဲ့တရားကိုအတ္တဓမ္မလို့ခေါ်တယ်သူတော်ကောင်းတွေရဲ့ယင်နဲ့မှဖြစ်တဲ့တရားကိုတတ္တမလို့ခေါ်တယ်အတ္တဓမ္မ၃မျိုးရဲ့လွှမ်းမိုးမှုခံရလို့တဲ့ဒီဝဒ္ဓဟာအပေကိုရောက်သွားတာဖြစ်တယ်ငရဲကိုရောက်သွားတာဖြစ်တယ်အဲ့၃မျိုးကြောင့်အဲ့ဒီ၃မျိုးကဘာတွေလဲဆိုရင်
နံပါတ်1ကပပိစ္ဆတာပပိစ္ဆတာဆိုတာယုံမာတဲ့စိတ်ဆန္ဒရှိမှုအဲ့ဒါအဓိကပဲနော်သူငယ်ရောက်တာယုံမာတဲ့အလို့ဆန္ဒရှိမှုအဲ့တော့ဆန္ဒရှိတိုင်းကောင်းတာမဟုတ်ဘူးသူဆန္ဒယုံမာတဲ့ဆန္ဒဆိုတာဘယ်လိုဟာတော့ဆိုရင်ကိုမရှိတဲ့ခုံနဲ့ကြွားလုံးထုတ်ချင်တဲ့ဆန္ဒလို့ဆိုလို့တချို့ကြတော့လူအထင်ကြီးစေချင်တယ်လေကိုယ်ပညာတတ်ကြီးလို့ထင်စေချင်တယ်နေရာတကာလူရဝင်ချင်တယ်ဂုဏ်သတင်းကြော်ကြားချင်တယ်အဲ့ဒီဖြတ်လန်းကကြော်ကြားချင်တဲ့ဟာကိုပပိစ္ဆလို့ပြောတာသူကဘယ်လိုကြီးကျယ်တော့ဆိုပါရမီမဖြည့်ပဲနဲ့ဖရာနေရာကိုတက်လူချင်တဲ့နေရာအဲ့ဒါသူ့ရဲ့ပပိစ္ဆပဲကိုမဖရာလို့အရေးချင်းမရှိပဲနဲ့အရေးချင်းရှိတယ်လို့ထင်နေတာထင်ပြီးတော့ငါလည်းလုံနိုင်တယ်လို့ထင်တာပပိစ္ဆပဲအဲ့ဒါပေါ့လူတွေမှမဖြစ်တတ်ဘူးလားဆိုဖြစ်တတ်တယ်သူတောင်တိုင်းပြည်ခေါင်းဆောင်လုံနိုင်သေးတာငါလည်းခေါင်းဆောင်လုံနိုင်မယ်ဆိုနော်သူလည်းဒီအသင်းမှာဥက္ကဋ္ဌငါလည်းအသင်းမှာဥက္ကဋ္ဌဖြစ်နိုင်တယ်သူလုံးလို့ကြည်ပါရင်ငါလည်းလုံးရင်ကြည်ပါတယ်ဆိုပြီးတော့ကိုယ်ရည်ချင်းကိုတကယ်အစစ်မှန်ကိုမသိပဲနဲ့ရည်ချင်းမရှိပဲနဲ့ရည်ချင်းရှိတယ်လို့စိတ်ထဲမှာထင်ပြီးတော့ကြီးမားတဲ့ရာထူးကြီးတစ်ခုကိုရချင်တယ်ကြီးမားတဲ့အဆင့်တစ်ခုကိုရချင်တယ်အဲ့ဒါကိုပပိစ္ဆလို့ခေါ်တာပဲကျောင်းထိုင်ဘုန်းကြီးပုဂ္ဂိုလ်တို့ဆိုအစို့ကျောင်းထိုင်ဘုန်းကြီးရဲ့အရေးချင်းမရှိပဲနဲ့သူလည်းကျောင်းထိုင်ဘုန်းကြီးလုံနိုင်တယ်ဆိုတာမျိုးပေါ့အလုပ်တစ်ခုမစွမ်းဆောင်နိုင်ပဲနဲ့ကိုယ့်ကိုစွမ်းဆောင်နိုင်တယ်လို့ထင်တာကိုမတတ်ပဲနဲ့တတ်တယ်လို့ထင်တာအဲ့ဒါပပိစ္ဆလို့ခေါ်တယ်စာပေထဲမှာအတ္တန္တတမ္ဘာဝနာတဲ့မရှိတဲ့ခုံနဲ့ချီးမွမ်းခံကျင်တာလူဆိုတော့ခက်တယ်နော်မရှိတဲ့ခုံနဲ့ချီးမွမ်းခံကျင်ကိုယ်အဆင့်ကိုမသိပဲနဲ့ကိုယ်ဆင့်အမြင့်ဆုံးဆင့်လို့စိတ်ထဲမှာထင်ပြီးတော့ဘယ်သူကိုမှပိုးမထားတာအဲ့ဒါပလာသလို့ခေါ်တယ်ပလာသကိုအင်တူပြုခြင်းလို့ပြောတာအင်တူပြုခြင်းဆိုတာဘယ်သူမှပိုးမထားဘူးသူ့ရည်ချင်းနဲ့ငါရည်ချင်းတူတူပဲဘာထုလို့လဲသူလည်းထမင်းစားကြည်တာငါလည်းထမင်းစားကြည်တာဟောသူကောင်ကလည်းပခုံးတစ်ဖက်ကြားတယ်မှာကောင်းပေါက်တာငါလည်းအဲ့ဒါပဲဆိုတာပြုလူကမတူရင်တော့မှတူကြတယ်သဘောလေးရှိတယ်ပေါ့အဲ့ဒါကိုပပိစ္ဆလို့ပြောတယ်ဒီဝတ္တရဲ့ပပိစ္ဆကဘာလို့ဆိုဖះကိုသွားတူတာပါရမီ7ပါးကျင့်ပြီးတော့တရားအထုတ်ပြီးဖះဖြစ်တာဖះဟောတဲ့တရားကိုလိုက်နာကျင့်သုံးလို့အောင်မြင်တာအဲ့ဒါကိုမတွက်ဖဲနဲ့ကောရမဟာလေတကူရှိတာပဲတာကွေမင်းသားပဲငါလည်းတာကွေမင်းသားပဲနော်သူနဲ့ကလည်းညီကိုသူလည်းတမနာငါလည်းတမနာသူလည်းတကူရှိတယ်ငါလည်းတကူရှိတယ်အဲ့ဒါတွေကိုသွားတုံလိုက်တာသွားတုပြီးတော့ဖရာရည်ချင်းနဲ့သူ့ရည်ချင်းကိုတူးတယ်လို့ထင်ပြီးတော့ရှင်ဘုရားအသက်ကြီးပြီတန်ခါကိစ္စကိုသူပဲကောင်းဆောင်ပါမယ်ရှင်ဘုရားအေးစစ်စစ်အနာယူပါလို့ဟောရည်ချင်းတစ်ခုအဲ့လိုတော့တူတာပပိစ္ဆလို့ခေါ်တယ်နော်ပပိစ္ဆလို့ခေါ်တယ်အဲ့တော့ဆိုလိုတာကလူဆိုတာကိုယ့်ရည်ချင်းကိုသိရမယ်ကိုရှိတာကိုသိရမယ်သိပြီးတော့ကိုယ့်ရဲ့တာရင်တာရလို့သိမှပြုရမယ်သူငါရတာလေသူရည်ချင်းကပိုကောင်းတယ်ဒီလိုသိရမှာမသိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမသိပဲနဲ့ပို့လို့ချင်းပပိစ္ဆပဲအဲ့ဒါကတာမန်မဟုတ်ဘူးသူကြတော့ဘုရားထီအောင်တက်ပြီးတော့ပပိစ္ဆဖြစ်သွားတာသူရဲ့ပပိစ္ဆကဗဒမချီမာတယ်ပေါ့လောကီကိစ္စမှာတယ်မဟုတ်ဘူးဘုရားတဆူရဲ့အခွင့်အဆင့်ထီအောင်သူကတူတယ်လို့သွားထင်တာအဲ့ဒါပပိစ္ဆနော်ပ
အောက်တန်းကြတဲ့စိတ်ဓာတ်လို့ပြောတာဒါတစ်ခုနောက်တစ်ခုကတော့ပါပမိတ်တာသူနာဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့လူတွေကြီးပဲကောင်းအဲ့တော့ကိုနာရှိတဲ့ပုဂ္ဂိုလ်တွေကအကောင်းလားမကောင်းလားကြည့်တဲ့သူနဲ့ပေါင်းပြီးတော့သူ့ကိုမြောက်ပေးနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ပုဂ္ဂိုလ်တွေကြီးပဲပါပမိတ်တာစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာမြောက်ပေးတယ်မြောက်ပေးလို့အခွင့်အရေးရရင်ဝိုင်းစားမယ်အခွင့်အရေးမရရင်လစ်မယ်ထားပစ်ခဲ့မယ်သူတယောက်တည်းနော်မကောင်းတဲ့မိတ်ဆွေဆိုတာအဲ့ဒါမျိုးပြောတာဘေးရန်ကြုံလို့ရှိရင်သူပြစ်ထားကြမှာဘေးရန်မကြုံသေးဘူးဆိုရင်တော့သူ့ကိုပေါင်းတယ်လုပ်နေတာပဲမြောက်ပေးမယ်မြောက်ပေးပြီးရတဲ့အခွင့်အရေးဝင်ယူမယ်အဲ့ဒါကိုပပမိတ်တာလို့ခေါ်တာပဲအဲ့ဒါအလွန်ကြောက်စရာကောင်းတယ်ဝိုင်းပြီးတော့ဝန်ရညာတယ်လေဟိုပုံဝတ္ထုတွေလို့လူနှစ်ယောက်ခီးသွားတယ်တယောက်တည်းမှာရိုင်းဖက်တဲ့နတ်ပါတယ်တယောက်ကပါမပါဘူးနှစ်ယောက်သွားရင်သူကကြွားတာငါလက်ဖြောင်းတတ်တာပေါ့ခုချိန်မှာကြားတွေ့ပါတွေ့ငါဒီတနတ်နဲ့ခုခံပြစ်မယ်လို့ပြောအဲ့လိုပြောလို့ကြွားပြီးတော့ပြောလို့မှမဆုံးသေးဘူးလမ်းကွေလေးမှာဝဝကြီးတကောင်နဲ့တန်တိုးအဲ့ဒီကြတော့တနတ်ချပြီးတော့ဒီပြမတက်ပြေးသွားတယ်သူအဲ့တနတ်နဲ့ကောင်ကအရင်မြင်လိုက်တာတက်ပြေးသွားဟိုတနတ်မပါတဲ့ကောင်လက်တောင်မတို့တော့အဲ့ကြတော့ကြည့်လိုက်တော့ဝဝနာရောက်နေပြီဆိုတော့အဲ့လူကပက်လက်လက်အိတ်လိုက်ပြီးတော့လူသေးအောင်ဆောင်နှာခေါင်းကိုလေးအသက်မရှိဘဲနဲ့အောင့်ထားပဲလူသေးအောင်ဆောင်နေလေရတယ်ဝဲဝကြီးကဟိုပုတ်ချီဒီပုတ်ချီနော်နှာခေါင်းနံခေါင်းနံနဲ့ဝဲဝကြီးကပြီးတော့သူ့လမ်းသူသွားရောသွားတဲ့အခါခုနသစ်ပင်မော်တက်ပြေးသွားတယ်တနတ်နဲ့ကောင်းကဝဲဝကြီးသွားတော့ပြန်ဆင်လာပြီးတော့ခုနသူ့တငယ်ချင်းသူပြစ်ထားရတဲ့တငယ်ချင်းကိုမေးတယ်မင်းကိုဝဲဝကြီးကကပ်ပြီးတော့ဘာတွေပြောသွားတော့အေးတခြားမဟုတ်ပါဘူးကွာတဲ့အရေးကြုံလို့ရှိရင်ခုလိုပြစ်ပြေးတတ်တဲ့မိတ်ဆွေမျိုးပဲတော့မှမပေါင်းနဲ့လို့ပြောသွားတာတဲ့အဲ့ဒါမျိုးပဲနော်ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကအခက်ခဲကြုံရင်ထွက်ပြေးသွားကြတယ်သူတို့မကြုံရင်တော့ဘာလုပ်မယ်ညာလုပ်မယ်နဲ့ဆိုပြီးတော့မြောက်ပေးကြတယ်အဲ့ဒါကိုပပမိတ်တာလို့ခေါ်တယ်အဲ့ဒီကိုယ်ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ပုဂ္ဂိုလ်တွေအခွင့်အရေးသမားတွေအဲ့ဒါလေးရှိရင်သူခံရပြီတော့လို့ဆိုလို့လေနော်အဲ့တော့ဒီဝတ္တကြီးနာမှာဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကကောကာလိကာတို့သမုဒ္ဒတတာတို့ကတမောရကတိတ်တာတို့ဆိုအဲ့ဒီယဟန်ရဟန်းစိုးတွေကြီးပဲအကုန်လုံးဝိုင်းမြောက်ပေးနေကြတာဒီဝတ္တကိုဝိုင်းဝန်းပြီးတော့မြောက်ပေးနေလို့ကိုရောလည်းပဲတာကဝိမင်းသားပဲကောရမလည်းတာကဝိမင်းသားပဲကိုရောလည်းတကူရှိတာသူလည်းတကူရှိတာလို့မြောက်ပေးဝိုင်းချပေးနော်သူတို့နောက်ကလိုက်မယ်ဆိုပြီးတော့ဝိုင်းမြောက်ပေးတာအဲ့ဒီပပမိတ်တာမကောင်းတဲ့မိတ်ဆွေတွေရှိခြင်းဟာသူ့အရေးကိုကြားစေတဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ခုနကသူကိုယ်တိုင်ကပပိစ္ဆမကောင်းတဲ့ယုံမာတဲ့အလိုဆန္ဒရှိတာကတစ်ခုသူ့ကိုဝန်းရံနေတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းတဲ့မိတ်ဆွေတွေဖြစ်မှုကတစ်ခုဆိုလိုတာကအတွင်းရောအပြင်ရောမကောင်းဘူးလို့ပြောတယ်လူတယောက်မကောင်းမှုဆိုတာအတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုရှိတယ် internet condition နဲ့ external condition တော့သူ့ရဲ့ပင်ကိုအတွင်းစိတ်ဓာတ်ကလည်းမကောင်းဘူးဘာဝင်ကျင်ကပုဂ္ဂိုလ်တွေကလည်းပဲမကောင်းဘူးဆိုတော့သူကမကောင်းတာနှစ်ထပ်ကွမ်းဖြစ်သွားတယ်ပေါ့ဒါဥဆိုလိုတာပဲเนาะအဲ့ဒီမကောင်းတာနှစ်ထပ်ကွမ်းကသူ့ကိုဆင်းရဲတွင်ရအောင်တို့ပို့လိုက်တာဒီဝတ္တတာဒီလိုဒုက္ခရောက်မှာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်အခုပြောတဲ့
ပိဿရှိမလားပါပမိတ်တရှိမလားဆိုမကောင်းတဲ့ဘဝရောက်မှာသိကြတယ်အဲ့တော့အဓိကကတော့ပပိဿပဲကိုယ့်ရင်နဲ့မကောင်းတဲ့စိတ်ဓာတ်မရှိဘူးလို့ပလာတဆိုတဲ့တရားကိုယ့်ရဲ့တာရင်တာရလို့သိမှပြောရမယ်ကိုယ်စင်ကိုသိရမယ်အဲ့ဒီမျိုးရှိရမယ်ပြီးတော့ကောင်းတဲ့မိတ်ဆွေတွေကောင်းတဲ့ပဲတွန်းတဲ့မိတ်ဆွေတွေနဲ့ရှိရမယ်တော့အတွင်နဲ့အပြင်အဲ့ဒီနှစ်ခုဟာအကြီးမားဆုံးအရာနှစ်ခုပဲနောက်ဆုံးသုံးနံပါတ်ကတော့အားလုံးဆိုရင်တတိခောပနဥဒ္ဒရိကရဏီယေဒေဝဒတရားကျင့်တာကလမ်းမဆုံးသေးဘူးသူတမတိသမထကျင့်စဉ်ကိုကျင့်လို့သူဟာပုရုဇဉ်ဘဝနဲ့ဒိဗ္ဗစက္ခုတို့အိတိဝိဒတို့ဘိညာဉ်တွေရတယ်တကူကြည့်တယ်တကူရှိတယ်အဲ့ဒါတွေရပြီးတော့သူလောက်ရမှာရှေ့ဆက်ပြီးတော့ဝိပဿနာတရားအထုတ်ရမယ်ဘာမဟုတ်တဲ့တကူအိတိပတ်လေးနဲ့ဩရမတ္တကေနာရှေ့ဆက်လောက်ရမယ့်ကိစ္စတွေမပြီးသေးပဲနဲ့ဩရမတ္တကေနာမပြောပတ်လို့တဲ့အညံစားအရေးချင်းလေးနဲ့အညံစားဖြစ်တဲ့ဝိသေသတိကမေနာခုံတူးဝိသေသနော်အဘိညာဉ်တရားတို့တွေကိုရယုံလေးနဲ့အန္တရာဝတ္တနာပါတိသူဟာကမ္မထာအလုပ်ကိုရပ်ဆိုင်ပြလိုက်တယ်ရှေ့ဆက်ပြီးဝိပဿနာတရားကျင့်ရင်သူရနာဖြစ်မှာအဲ့လိုဖြစ်နိုင်တဲ့အရေးချင်းရှိတဲ့ရှေ့ဆက်လို့ရမှာမလုပ်ဘူးဆိုလိုတာကလူတယောက်အာဉာဏ်ကောင်းတဲ့ကုံတို့တွေရနိုင်တယ် PA လေးနဲ့တင်ကျင့်တတ်ပြီးတော့ Master တို့ PhD တို့မယူခဲ့ဘူးဆိုတော့ဟိုသိတာအောင်ပြောပြတာနော်သူ့ဘဝမှာသူ့အရေးချင်းကဒေါက်တာပွဲဒေါက်တရိတ်ဒီဂရီတီအောင်ရနိုင်တဲ့တန်နဲ့ဘက်ချလာပွဲလေးနဲ့ကျင့်တတ်နေတယ်အဲ့ဒီဘောမျိုးပေါ့နော်သူကလည်းရဟနာဖြစ်အောင်လုပ်ရမယ်အလုပ်တွေမပြီးသေးပဲနဲ့ရဟနာဖြစ်အောင်မကျင့်ပဲနဲ့လောကီတကူလေးနဲ့ตายရပြီးတော့ရက်ဆိုင်ထားတယ်အဲ့ဒါကတတိယချက်ပဲအဲ့တော့လူတွေထင်တာတစ်ခုမှမဟုတ်ဘူးမြတ်စွာဘုရားပြောတာနော်အဲ့ဒါကိုမပြောဘူးမြတ်စွာဘုရားအဲ့ဒါရဲ့အကြောင်းလေးကိုပြောတာဒီဝတ္တဟာတန်ခါသင်ခွဲလို့ငါ့ကိုသိသိတီအောင်လှုပ်လို့ပြောဘူးဖေဒီထင်မှာအဓိကအကြောင်းလေးအတာပဲနော်အဓိကရင်နွဲကအကြောင်းတရားကပါတော့ပပိဿအပြင်ကအကြောင်းကပါတော့ပပမိတ်တနောက်သူ့ရဲ့ချွေရင်းချက်ကတရားတို့တရားမြတ်ရအောင်ကျင့်ဆောင်နိုင်တဲ့အရေးချင်းရှိပါလေရဲ့အဆုံးထိအောင်မသွားပဲနဲ့ရက်ဆိုင်တာဒါမှားတယ်အကယ်၍တရားတို့တရားမြတ်ရသွားပြီရဟနာဖြစ်သွားပြီဆိုဒီလုံးဒီလုံးမဟုတ်တော့ဘူးလေအဲ့ဒါအဲ့ဒီသုံးခုကိုမြတ်စွာဘုရားကရေသူပို့ဆောင်ပေးတဲ့အကြောင်းတရားသုံးမျိုးလို့ပြောတာမြေပြိုတာလည်းပဲဒါကြောင့်ပဲအဲ့ဒီသုံးခုရဲ့လွှမ်းမိုးမှုကြောင့်တဲ့ဒေဝတာဟာပင်ငယ်ကြောက်ရောက်ပြီးတော့သူ့ဘဝဟာကုစားလို့မရအောင်ပြုပြင်ပေးလို့မရနိုင်တော့ပြုပြင်ပေးလို့မရဘူးကုစားလို့မရဘူးဆိုတဲ့စကားလုံးကိုအတ္တိကိစ္ဆောလို့မြတ်စွာဘုရားဟောတာအတ္တိကိစ္ဆောတိကိစ္ဆဆိုတာကုစားလို့ရတယ်ပြုပြင်ပေးလို့ရတယ်ယောဂတစ်ခုဟာစိတ်ကုလို့မရတော့ဘူးဆိုအင်္ဂဝရိဘောကုလို့မရတော့ဘူးလို့ပြောတယ်အတ္တိကိစ္ဆအဲ့ဒီအတိတ်ပဲနဲ့ပြောတယ်သူ့ကိုပြင်ပေးလို့မရတော့ဘာကြောင့်မရတာတုံးဆိုရင်သူ့ပင်ကိုကပပိဿဖြစ်နေအဲ့ဒီယင်ထဲကအဆိုးတရားနောက်သူ့နဲ့ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကပပမိတ်တာဟောဒီအကြောင်းနှစ်ခုဟာအရေးကြီးတဲ့အကြောင်းနှစ်ခုအဲ့ဒီအကြောင်းနှစ်ခုဟာသူ့ကိုပြင်ပေးလို့မရတော့ဘူးသူ့ပဲအဆိုးဘက်ကိုမရောက်ရအောင်ပို့တော့မှာပဲသူဆိုလို့ရတယ်နော်အဲ့တော့သူဟာပြင်းပြဝတာလဲဒါကြောင့်ပဲပင်ငယ်ရောက်သွားတာလဲဒါကြောင့်ပဲကုစားလို့မရနိုင်တဲ့
ပြစ်မှုကြီးတွေကိုကျွလွန်လိုက်တာလဲဒါကြောင့်ပဲလို့သူတို့ဆိုလို့တယ်နော်အဲ့ဒါဒီသုတ်တန်ရဲ့ဆိုလို့ချက်အဲ့တော့မြတ်စွာဘုရားကခါထာပဏအနေနဲ့ဟောထားတာလည်းရှိသေးတယ်ဒီသုတ်တန်မှာမာစာတုကောစီလောကတမေပပိသောဥဒပစ္စထာလောကကြီးမှာတဲ့မြည်သူမှအခုလိုအောက်တန်းကြတဲ့စိတ်ဆန္ဒတွေမရှိကြပါစေနဲ့ဘသူတဏ္ဍမှပဲဖြစ်ဖြစ်အခုလိုနော်ကိုယ်မှမရှိတဲ့အရေးချင်းနဲ့အရေးချင်းရှိတယ်ထင်ပြီးတော့ကိုယ့်ကိုယ်ဘဝင်မြင်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ကြပါစေနဲ့ပေါ့ဒါအပ္ပဒမကြီးမားတဲ့ဒုက္ခကိုဖြစ်စေနိုင်တယ်ပေါ့နော်ကိုယ်အတိုင်းတာကိုကိုယ်မသိတာဟာပို့ဆိုးတယ်ပေါ့ကိုယ်ရေးချင်းကိုမသိတာပို့ဆိုးတယ်တတမိနာပိသာနာထပပိဿာနာယထာဂတိအဲ့ဒီလိုအလိုဆိုအောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုဖြစ်တတ်တယ်ဒီလိုအခြေအနေကိုဆက်ရောက်သွားနိုင်တယ်ဆိုတာကိုသတိထားကြဖို့ဆိုပြတိုက်တော့နော်အဲ့တော့ကိုယ်တဏ္ဍမှာမဖြစ်အောင်ဒါသတိထားမှာဒီဝတ္တတာဒီလိုခံရမှာငါတော့မခံရဘူးလို့မအောင်မိနဲ့ဒီလိုစိတ်ဓာတ်ရှိရင်ဒီလိုသွားမယ်ပေါ့ဒါပြောတာနော်ပဏိတောတိသမညာတောဘာဝိတ္တတောတိသမတောရှင်ဒေဝဒဟာလူညံ့မဟုတ်ဘူးတဲ့ပဏိတောတိသမညာတောအများကရှင်ဒေဝဒဟာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ပညာရှိပုဂ္ဂိုလ်ဖြစ်တယ်လို့ချီးမွမ်းကြတယ်ဘာဝိတ္တတောတိသမတောတဲ့ကိုယ်စိတ်ကိုပိုင်နိုင်အောင်သမထကျင့်စဉ်တစ်ခုကိုအောင်မြင်ထားတဲ့ပုဂ္ဂိုလ်ဘာဝိတ္တနော်စိတ်ဓာတ်ကိုပိုင်နိုင်ထားတဲ့ပုဂ္ဂိုလ်တယောက်လို့အလုံးကသိကြတယ်စလံဝယတတအထာဒေဝတတော်တိဝေတုတော်သာသနာတော်မှာရှင်ဒေဝဒတ်လို့ဆိုတာဟာမိတော့ကလေးပမာတောက်ပါတဲ့အလင်းအောင်ပမာသာသနာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တူပဲမျိုးရိုးကလည်းထင်ရှားတယ်နော်ထင်ရှားတဲ့မျိုးရိုးအကြီးချင်းကလည်းထင်ရှားတယ်တောက်ပါတဲ့တကူတွေရှိတယ်ဆိုအဲ့ဒါလို့မီးလျံတို့တောက်ပနေတဲ့ပုဂ္ဂိုလ်တရားဟာဘာကြောင့်အဖြစ်ဆိုးနဲ့ကြုံသွားရတယ်လဲနော်ဘာကြောင့်ဖြစ်ဆိုးနဲ့ကြုံသောတမနာမနုစိန်နောတမနာမနုစိန်နောဆိုသူကသူဖျားအရေးချင်းနဲ့တန်တူဖျားရှိတဲ့အရေးချင်းသူမှလည်းအရေးချင်းရှိတယ်လို့ဖျားနဲ့တူတယ်လို့သူကသူစိတ်ကူးရင်နော်အဲ့ဒါပြဿနာစင်ကြီးတကောင်ကအိုင်နဲ့မှလူးလွန်ပြီးတော့ကစားတာရေချိုးတယ်ငုတ်လိုက်ပေါ်လိုက်စင်ကြီးတကောင်ရေနဲ့ထဲမှာဝင်ပြီးကစားတာအဲ့ဒါကိုအားကြပြီးတော့ယုံတကောင်ကအဲ့ဒါလို့သွားလို့ပြုတ်ပြီးသိမှာပေါ့နော်စင်ကြီးကမြို့မှာမဟုတ်တာအဲ့ဒါမြို့ပြောတာအဲ့ဒါလို့ကိုယ်တိုင်းတာကိုကိုမသိပဲနဲ့အဲ့လိုသွားလောက်တာသောတမနာမနုစိန်နောတဲ့ဘုရားနဲ့တူတယ်လို့သူစိတ်ထဲမှာစိတ်ကူးတယ်အသစ္စာနာတထာဂတစိတ်ကူးပြီးတဲ့အခါကျတော့ဘုရားနဲ့တူတယ်လို့တင်စိတ်ကူးတာမဟုတ်ပဲနဲ့ဘုရားကသူ့တဲ့တောင်ညံ့သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့အသစ္စာနာတထာဂတမြတ်စွာဘုရားကိုတော့အသက်ကြီးပါပြီအေးနေပါကိုတော့အုပ်ချုပ်တာသူအုပ်ချုပ်ပြပါမယ်ဆိုပုံစံမျိုးမြတ်စွာဘုရားကိုစောကမောကပြောလို့အဝိစိနိရယံပတ္တောစတုဒ္ဒရာပယနကံအလွန်ကြောက်စရာကောင်းတဲ့တကားကြီး၄ခေါက်ရှိတဲ့အဝိစိငရဲကြီးလွတ်ဖို့ရမလွယ်ဘူးနော်ငရဲတွင်ကငရဲလည်းလုံးချုံနေတန်တကားကြီးတွေတတ်ထားတာနာယံကလည်းတန်နာယံကြီးအောက်ကအခင်းကလည်းတန်ထွက်ပြေးမယ်လို့မကြံနဲ့လွတ်လမ်းမရှိဘူးဝိသိငရဲကြီးကလေးပဲလေးတန်ကာထားတာတဲ့ဘယ်ဘိသုကသွားဆောက်တဲ့တော့မသိဘူးအဲ့ဒီနော်ဝိသိငရဲကြီးကတန်မိုးတန်ကာတန်နိုင်ရန်ကြီးတွေနဲ့ပြီးဟုံးတောင်းနေတဲ့ထဲမှာရောက်တာအဲ့ဒါကိုလွန်ကြောက်စရာကောင်းတဲ့ဝိသိငရဲကြီးကိုရောက်သွားတယ်တဲ့အတုထတယောထုတ်ပြီးပပကမ္မအကုပ္ပတော
မဟုတ်တာမလုပ်တဲ့မပြစ်မှားလိုက်တဲ့ဖရာကိုသွားပြီးတော့သူပြစ်မှားတယ်တကယ်စင်ကြယ်တဲ့ပုဂ္ဂိုလ်သွားပြစ်မှားတာနော်မဟုတ်တာမလုပ်တဲ့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်သူသွားပြစ်မှားပြီးတော့ပြစ်မှားပြီးပြောဆိုမဲ့ဆိုလို့ရှိရင်တဲ့အဲ့ဒီစိတ်ကောင်းနှလုံးကောင်းမရှိကာရဝတရားလေးစားမှုကင်းတဲ့အဲ့ဒီပြစ်မှားသူကိုမကောင်းမှုအကုသိုလ်တွေကသူ့ကိုလာထိရောက်သွားတယ်လို့ဆိုလို့တယ်။ကိုလို့တာကိုပြန်ထိတယ်လို့ပြောတာပေါ့နော်။ပြစ်မှားတဲ့စိတ်ကပြစ်မှားသူကိုကိုယ်စီပဲပြန်ထိတယ်။မပြစ်မှားတဲ့ပုဂ္ဂိုလ်သွားပြစ်မှားရင်အဲ့ဒီပြစ်မှားမှုကိုကိုယ်စီမှထိတယ်။မြတ်စွာဘုရားဓမ္မပဒဥပနဲ့ဟောထားတော့ဆိုလို့ရှိရင်လေးညာမနေတဲ့ပုဂ္ဂိုလ်ကိုသဲနဲ့ကောက်ပက်လို့ရှိရင်ကိုယ်ပဲပြန်ပေါ့သဲတွေတူလိုက်မယ်။ဘာလို့ဆိုလေးကိုကလေးအောက်ကနေပက်တာအဲ့တော့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားတာဟာအဲ့မျိုးပဲနော်ကိုယ်စီပဲပြန်ရောက်လာကိုလုံးတဲ့ကိုယ်စီပဲပြန်ရောက်တယ်သမုဒ္ဒံဝိတကုမေနယောမိညေယပတုတိတုံနာသောတေနပတုတေယပိတမဟိဥတတိမယပင်လေကိုစိတ်ခတ်တယ်လူတယောက်ဟာပင်လေကြီးတွေကိုသွားပြီးတော့စိတ်ခတ်ပြီးတော့ပင်လေကြီးပျက်စီးအောင်လုပ်တယ်လုပ်ဖို့ကြိုးစားတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ဟာတဲ့သူကသူဖြစ်စီရရောက်မယ်ဘာလို့လဲဆိုပင်လေကြီးဆိုတာအမှန်တမ်းကြောက်စရာကောင်းတော့နဲ့လည်းနဲ့တယ်ကျဲတယ်အစိတ်အိုးလေးတစ်လုံးနဲ့တော့ဘာမှဖြစ်မှာမဟုတ်ဘူးပင်လေကိုသွားစိတ်ခတ်လို့မရဘူးလို့ဆိုလို့တယ်ပေါ့နော်ရေးတွေအများကြီးအမှန်ကန္တကံတို့ပါတော့စိတ်ခတ်လို့ရမှာပေါ့ပင်လေကြီးကိုစိတ်ခတ်ဖို့ကြိုးစားတယ်လို့ပဲအမှန်တမ်းကြီးမားတဲ့ကျက်ပြတ်တဲ့ခုရှိတယ်မြတ်စွာဘုရားကိုသွားပြီးတော့ဒုက္ခပေးတယ်ဧဝမေဝတထဂတံယောဝဒေနဝိဟိတတိအဲ့ဒါတော့ပဲပင်လေကြီးလို့အမှန်တမ်းကြီးမားတဲ့ဂုဏ်ကျေးဇူးတွေရှိတယ်မြတ်စွာဘုရားကိုတဲ့ဆွဆွဲကဲ့ရဲ့မှုတွေနဲ့သွားပြီးတော့နှိပ်စက်မယ်ဆိုလို့ရှိရင်အမှန်တမ်းငြိမ်းချမ်းတဲ့စိတ်နှလုံးရှိပြီးတော့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်သူမြတ်ထံကိုကဘလောက်ပဲအပြစ်တင်သူစီအပြစ်ကမရောက်ဘူးတဲ့ကိုစီပဲပြန်ရောက်မယ်လို့ဆိုလို့တယ်ကိုပဲပြန်ကြမယ်ဒါတိတံမိတ္တံကိုပိဋ္ဌတင်္စသေးဝေထပန္တိတောယတမက္ကအနုကောပောဖိက္ခုဧဝံဒုက္ခတပပုနေခယံဒုက္ခတပပုနေဆိုလိုတာကအသိပညာရှိပြီးတော့သူနိလန်တိုင်းလိုက်တာကျင့်သုံးလို့ရှိရင်ဆင်းရဲဒုက္ခကလွတ်သွားနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ပေါင်းပါတဲ့ကိုယ်ဆင်းရဲဒုက္ခကသူ့ကိုအတူယူအားကြပြီးလိုက်နာကျင့်သုံးလို့ရှိရင်ကိုယ်လည်းဒုက္ခလွတ်သွားနိုင်တယ်ခက်မျိုးစုံကလွတ်ပြီးတော့ကိုယ်လည်းကောင်းရဒုက္ခတိပုံတော့တန်တရားဝဆင်းရဲလွတ်မယ်ဆိုအဲ့ဒီလိုတန်တရားဝဆင်းရဲကလွတ်စေနိုင်တဲ့အကျင့်ကောင်းရှိတဲ့ပုဂ္ဂိုလ်မျိုးပေါင်းပါလို့ပြောတယ်ဒါကပြမအကြောင်းတစ်ခုနဲ့ပတ်သက်ပြီးဒါတိတံမိတ္တကိုပိဋ္ဌာအဲ့လိုမိတ်ဆွေမျိုးပေါင်းပါတယ်တင်္စသေးဝေယပန္တိတောဒီလိုပညာရှိမျိုးကိုမှီဝဲပါသူဆိုလို့လေနော်ပညာကိုယ်တိုင်ကစဉ်းစားဉာဏ်ရှိရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုသာပေါင်းတဲ့ဆက်ဆံမှာတဲ့ယတမက္ကနုကောဘိက္ခုခယံဒုက္ခတပပုနေသူ့လမ်းကြောင်းတိုင်သူ့လိုနေရင်ကိုယ်လည်းပဲဆင်းရဲဒုက္ခလွတ်သွားမှာအဲ့လိုဆင်းရဲဒုက္ခလွတ်အောင်စံပြကျင့်သုံးနေထိုင်ပြတဲ့မိတ်ဆွေကောင်းကိုသာပေါင်းပါဒုက္ခပေးမဲ့မိတ်ဆွေကောင်းတွေကိုမပေါင်းပါနဲ့ထိတုတ်တံမှာဏိကုံချုပ်ပြီးတော့မြတ်စွာဘုရားဒီလိုဟောထားတာဖြစ်တယ်အဲ့တော့ရှင်တေဝတ္တကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်း၃မျိုးဆိုတာဟာပါပမိတ်တာရုံမာတဲ့အလိုဆန္ဒရှိမှုပါပိစ္ဆာတာရုံမာတော့အလိုဆန္ဒရှိမှုပါပမိတ်တာမိတ်ဆွေရုပ်တွေနဲ့ပေါင်းသိမှုနဲ့အတ္တရဝေါတနာအပါတိလှုပ်တဲ့လှုပ်ထိုက်တာလုပ်ငန်းတွေကိုပြည့်စည်အောင်မလုပ်ဖဲနဲ့လမ်းမှာပဲရနာထားခြင်းအဲ့ဒီအချက်၃ချက်ကိုမြတ်စွာဘုရားက
ရှင်တေဝရပျက်စီးရခြင်းအကြောင်း၃ချက်အဖြစ်ဒီသုတ္တမှာဟောထားတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းကိုယ်တဏ္ဍမှာမဖြစ်စေရမယ့်တရားကတော့ရှင်ထဲမှာပပိစ္ဆဆိုတဲ့မရှိတဲ့ကုံနဲ့ချီးမွမ်းခံလို့မှုဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုယ်တဏ္ဍမှာမရှိစေရဘူးကိုယ်နဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးစံနမူနာပြုတ်ပြီးတော့အတူလိုက်ကျင့်သုံးလို့ရှိရင်အတူယူကျင့်သုံးလို့ရှိရင်ကောင်းတဲ့အဆင့်တန်းကိုရတဲ့ပုဂ္ဂိုလ်မျိုးကိုသာလေပေါင်းတဲ့ဆက်ဆံရမှာဖြစ်တယ်အလုပ်တစ်ခုလုပ်လို့ရှိရင်အောင်မြင်သည့်ထိအောင်ချမ်းမှရနာမထားပဲနဲ့အဆုံးထိအောင်လုပ်ရမယ်ဆိုတဲ့ဒီသင်ခန်းစာကိုဒီ message ကိုရသော်ပြပေးတာဖြစ်တယ်ဒါကြောင့်ရသော်ပြဆုံးမတဲ့အဆုံးမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာယာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်းခြင်းပါပြုလုပ်ကြ၍အမတ္တဒါနဓမ္မဒါနတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလော